ဂျေဆင်ကမီနာကိုရေဆိုးမြောင်းနဲ့ပစ်ချလိုက်တယ်သူကမီနာတည်သွားပြီလို့ထင်နေတယ်ဒါပေမဲ့ဂျေဆင်လှည့်ထွက်သွားတဲ့အခါမီနာကပြန်ထလာခဲ့တယ်သူမဟာသတိလစ်နေုံမှာပဲဂျေဆင်ကတော့တေးလောက်တဲ့လက်စားချီခြင်းကိုမျှော်လင့်နေတယ်မီနာကစိတ်တန်ရာအပြည့်နဲ့အိမ်ကိုပြန်ရောက်လာတယ်သူမကသူ့ခန္ဓာကိုယ်တစ်ခုလုံးကိုအချိန်ချင်းရေချိုးနေတယ်အဲ့ဒီအချက်ကိုလုံးဝစေးကြောပစ်ချင်နေတာပါအရာအလုံးကနာရီနှဲငယ်ကြာကစတင်ခဲ့တယ်မီနာကအစပိုင်းမှာအဝေးပြေးလမ်းမကြီးကနေအိမ်ပြန်ဖို့စီစဉ်ထားတဲ့လမ်းမှာသူစိမ်းမျိုးသမီးတစ်ယောက်ကနောက်လမ်းတစ်ခုကိုသွားရင်ပုံမြန်တယ်လို့ပြောလိုက်တယ်မီနာကသူမကိုယုံသွားပြီးချက်ချင်းလမ်းကြောင်းပြောင်းလိုက်တယ်ဒါပေမဲ့ဒီဆုံးဖြတ်ချက်ကသူမဘဝတစ်ခုလုံးကိုဖျက်ဆီးပစ်လိုက်မယ်လို့သူမမသိခဲ့ပါဘူးအမှန်တရားကိုရှာဖွေဖို့သူမကိုလမ်းလွှဲခိုင်းခဲ့တဲ့အမျိုးသမီးရဲ့အိမ်ထဲကိုဖောက်ဝင်သွားခဲ့တယ်။အဲ့ဒီမှာသူမကအဲ့ဒီအမျိုးသမီးဟာတကယ်တော့ဂျေဆင်ရဲ့မိခင်ဖြစ်နေမှန်းရှာတွေ့လိုက်တယ်။မီနာအမှန်တရားကိုသိသွားတဲ့အခါသူမဟာလုံးဝထိန်းချုပ်မှုလွတ်သွားခဲ့တယ်။သူမကအဲ့ဒီအမျိုးသမီးကိုအဲ့ဒီနေရာမှာပဲပြစ်တက်လိုက်တယ်။အဲ့ဒီနောက်အိမ်ထဲမှာတပုံကိုရှာတွေ့လိုက်တယ်။အဲ့ဒီပုံပေါ်မှာဂျေဆင်ရဲ့အိမ်လိပ်စာကိုသူမတွေ့လိုက်တယ်။မီနာကချက်ချင်းအဲ့ဒီအိမ်ကိုသွားဖို့ကားမောင်းထွက်သွားခဲ့တယ်။ဒါပေမဲ့ဒီအိမ်မှာလူသူကင်းမဲ့ပြီးတိတ်ဆိတ်နေခဲ့တယ်။အဲ့ဒီအချိန်မှာပဲမှောက်မိုက်တဲ့မြို့ခိုးတွေကနေကားတစ်စီးတဖြည်းဖြည်းထွက်လာခဲ့တယ်။